မိုင်းမျိုးဆော့ရှော့ပြီးတဲ့တမှာအမရဲ့ကြီးစုတွေလည်းအများကြီးပါပါတယ်ကျွန်တော်ဒီပြုဆော့အထည်ပညာရပ်မှာအမကဆရာပါပဲအမအများကြီးသင်ကြားပေးခဲ့ပါတယ်အဲ့တော့အမကြီးစုအများကြီးတင်ပါတယ်ကဲဒီတစ်ခါကျေးဇူးတင်ရမယ်ဆရာဖိတ်လိုက်ပါအောင်ဆရာဒီတမူဥပိုးရှင်ဖြစ်ပါတယ်ဆရာကြောက်ခဲ့ပြီပါခင်ဗျာကဲပြည်သူများလက်အားတဲ့လူများလက်ကုပ်တန်းလေးနဲ့ကြိုးပေးပါအောင်ဒီနေ့ကတော့အောင်သူကဒါသမီးငယ်ငယ်တော့ကဗာလဲအစိုးတင်တာလေအစိုးတင်တော့သူကမဝင်တော့မြင်တော့သူခေါင်းကြီးဝင်ဆိုတော့ခေါင်းကြီးဝင်တယ်ဆရာဒီနေ့ကတော့အောင်သူကပြောတယ်သားရဲ့မွေးနေ့မှာတဲ့ဒူးကြလေးဆရာဘာလုပ်ပေးမလဲတဲ့ကဲလုပ်ပေးမယ်လို့ surprise လေးအဲ့ဒီလက်ဆောင်ကသားတယောက်တည်းယူလို့မရသားရဲ့ပေးတတ်တယ်နဲ့အတူတူဆရာပေးတဲ့လက်ဆောင်ကိုနှစ်ယောက်အတူတူတပြိုင်နဲ့ညီညာယူမှအဲ့လက်ဆောင်ယူလို့ရမှာဝါးတက်ကိုမေးကြည့်လိုက်တော့တယောက်တည်းမရတယောက်တည်းမရဒီလက်ဆောင်ကသားနဲ့သားရဲ့ပေးတတ်တယ်ကိုရရှိတော့မသိညီရမှာအဲ့လက်ဆောင်ယူလို့ရโอเคလားโอเคကားရရင်ဒုမြောက်တူထွက်စီဆိုင်ကရရင်နောက်ကလိုက်ခဲ့အဲ့တော့ဒီ surprise လေးကသားနဲ့ပေးတတ်နဲ့ညီမအဲ့လက်ဆောင်ရဟုတ်ပြီနော်ကိုတော်ရင်တုံးနေအဲ့ surprise လေးကပါလဲဆိုတော့ဒါလေးပြင်ပေးလိုက်ရောက်ဆိုတော့ကုန်းမစားဘူးဟုတ်ပါဘူးခေါင်းကငါစားတာထုတ်ကြည့်ထုတ်ကြည့်ရောပေးလိုက်တယ်ရောက်တော့ထုတ်ဒီပြင်းဝဲဟောအသားနဲ့ပေးတတ်နဲ့အတူတူကောင်းတော်လားမသိဘူးသားနဲ့ပေးတတ်နဲ့အတူယူရမယ်လက်ဆောင်ပါလေမိုက်ပါလေပါလေချင်းနေဆရာဆောရကြီးဝင်ကြည့်လိုက်ပါစာထဲမှာဒါစာချုပ်စာတမ်းနဲ့မမလို့စာချုပ်စာတမ်းနဲ့လုပ်တာဒါဆိုရင်ကွန်ဒိုလာတိုက်ခန်းဖြစ်တော့မယ်ကွန်ဒိုတိုက်ခန်းကွန်ဒိုအများကြီးကွန်ဒိုတိုက်ခန်းဖွင့်ကြည့်လိုက်ရှင်းနေနဲ့ဥသေးချာလောက်လာတာတေချာဝါပြီတေချာဝါပါမတော့မသိဘူးတေချာတော့တေချာတယ်လို့တခုတော့တေချာတယ်လေဆောင်းမီပါမီရီမီဒိုပါရီပါဟာအချူပုံကြီးကလည်းမီဒိုတီဒိုဒေမီဖာဆိုလာဆရာနောက်တစ်ခုကြံနေတယ်ပြောပြမယ်ဒါကနောက်ကတီးဝိုင်းပွဲပိတ်လိုက်လို့မွေးပြီးတာဒါတော့ဆိုင်းပွဲသမီးပြီးနေမှာကိုဆိုင်းဆရာတော်တော်ချမ်းသာတယ်နော်ဆရာတော့ငွေပြီးနေစာရွက်တွေလိုက်ဝေးဒါလေးကဟုတ်တယ်လေဒါလေးကဒါဒီလေးကစတစ်ကတော့နောက်ကိုဖွင့်ဖို့ပြီးလိုက်သူစပရိုက်ကတမျိုးနော်ဟုတ်တယ်ဆရာအဲ့လိုတော့ရင်အဲ့လိုဟိုမှာပေါ်တာဒီမှာလှုပ်ရှုံလုပ်အဲ့တော့မို့ဒီဟာလေးကဒီစပရိုက်လေးကတောက်ပြောပြသားကိုအဝိတထဲဝဲပြီးလိုက်တယ်ဆိုတော့အဲ့အဝိလေးကတတ်ခါဝင်တယ်သိမ်းထားလိုက်နောက်လူတွေပြီးတာဝင်မယ်ဒါလေးကဟောင်းနှွမ်းပြီးတော့ကြောင်ထိုးတာဟုတ်နော်ဒီဟာကဒါလေးကတော့ဘာမှမဟုတ်တချင်းလေးပေါ့တချင်းဆိုရင်တယောက်လည်းဆိုလို့မရရတယ်ချင်းပေါ့သားရဲ့သားချစ်တဲ့ပေးတာနဲ့ဗျိုင်းတူဝင်းနေနဲ့ပတ်သက်တာလေးကိုဆိုမှဆိုပြရမယ်နှစ်ပြီးတော့သားရဲ့အသက်ဒီဘယ်လောက်လဲမပြောနဲ့38 24လ25လ26လ29လ28လအဲ့ဒီကတစ်ခုခုအဲ့ဒီကတစ်ခုခုပေးတတ်ထင်ရနေပြီးတော့အနည်းဆုံး10ယောက်သားရဲ့အသက်က24 25 26 29 28မှာမှန်လို့ရှိရင်မှန်တဲ့လူကိုဘယ်လောက်ပေးလိုက်ရမလဲစုဒီလေးရှိတာဆရာပြောပြမလားကိုပြောပြတပီးတော့အာဘွားပဲယူမယ်အာဘွားပဲယူဟုတ်တယ်ကြဆရာနောင်းသားနဲ့ရေးတာလေဆရာပေးကြတယ်လို့ပဲအဲ့တော့ကဲပေးတယ်ကွာ3သိန်းပေးမယ်ဟာဟုတ်ပြီနော်မှန်တဲ့လူကို3သိန်းဒါပေမဲ့3သိန်းရမပေးဘူးနော်
ဆက်ပြောမယ်အဲ့ဒီဟာကအောင်သူကဆိုမယ် 25 ရတဲ့လူအဲ့ဟို မဟုတ်တော့ဘူးအဲ့ဒါဆိုရင် 26နှစ်မှာပါ ဂရုပိုက်လေးကိုဒီဘက်ကဆိုရမယ်နော်ပြီးရင်အကပိုက်မှာအောင်သူနဲ့တွဲပြီးတော့စီးချက်မှာအတူကနိုင်တဲ့လူမှ3သိန်းအဲ့တော့ဟိုကတော့ဟိုအမအဲ့ဒီပတ်လေးပါဆိုတာလေးကိုညီလို့ရှိရင်တပိတ်ပြီးမယ် အေး 3သိန်း